လိုက်ပြီးတော့အဲ့ဒီဂါထာလေးကိုရွတ်ဆိုရအတိတနာနွာကမေယအတိတ်ကိုအရှင်မလိုက်ရဘူးနပတိခင်ခေအနာဂတအနာဂတ်ကိုလည်းတောင့်တပြီးတော့လောဘဒေါသနဲ့အရှင်မလိုက်ရဘူးယရတိတပဟိနန္တအတိတ်ဆိုတာပြီးခဲ့ပြီကုန်ခဲ့ပြီပျောက်ခဲ့ပြီအပ္ပတင်္စအနာဂတအနာဂတ်ဆိုတာတော့ရောက်မလာသေးလို့တကယ်ရှိမနေသေးဘူးဖြစ်ခဲ့ပြီးသားအတိတ်နဲ့ပတ်သက်ပြီးတော့မဖြစ်သေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမှန်ကန်ကန်နားလည်မှုနဲ့အတိတ်ကဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကကိုယ့်ရဲ့စိတ်ကိုလောဘဒေါသမောဟတို့ဖြင့်ပူလောင်တာမျိုးမဖြစ်စေရအောင်မဖြစ်သေးတဲ့အနာဂတ်ကအနေအထားတွေကကိုယ့်ရဲ့စိတ်ကိုပူလောင်မှုကိုမဖြစ်စေအောင်ဘုံဘုံတို့ဒါကြိုတင်ပြီးတော့ရှင်းလင်းထားရရောက်တယ်ပေါ့ဒါပထမဂါထာလေးအတိတနာနောကမေယနပတိကင်ခေအနာဂတံယရတိတံပဟိနန္တအပ္ပတင်္စအနာဂတံအတိတ်ဆိုတာပြီးခဲ့ပြီအနာဂတ်ဆိုတာရောက်မလာသေးဘူးဒါကြောင့်အတိတ်ကိုလည်းအစင်မလိုက်ရဘူးအနာဂတ်ကိုလည်းအစင်မလိုက်ရဘူးတဲ့နောက်ဒုတိယဂါထာလေးပါပြောတော့ပိစုပန်နေစယောဓမ္မတထတထဝိပတ္တိအတ္တံဟိရံအတ္တံကုပ္ပံတံဝိရမနုပြုဟေအတိတ်ကိုအစင်မလိုက်ဖဲနဲ့အနာဂတ်ကိုအစင်မလိုက်ဖဲနဲ့ငြိမ်းငြိမ်းအေးအေးလေးနေဖို့ဆိုရင်တကယ်လက်တွေ့မှာဘယ်လိုနေရမှာတော့ဆိုတော့အခုလောလောဆယ်ပြစ္ဆုတ်ပံမှာဖြစ်နေတဲ့သဘာဝလေးကိုအမှန်သိပြီးတော့နေလိုက်ပါတဲ့လွန်ရိုးရှင်းတဲ့ဒေသနာလေးပြစ္ဆုတ်ပံနေစယောဓမ္မတထတထဝိပတ္တိအခုဖြစ်နေတဲ့သဘာဝတရားလေးကိုအခုအမှန်သိပြီးတော့နေလိုက်ပါဘလို့လေးဖြစ်နေတယ်လဲဆိုတာလေးကိုသိပြီးတော့နေလိုက်ပါအဲ့ဒါဆိုလို့ရှိရင်အတ္တံဟိရံအတ္တံကုပ္ပံအဲ့ဒီတွေးကြုံနေရတဲ့အတွေ့အကြုံတွေကကိုယ့်ရဲ့စိတ်ကိုလောဘဖြစ်အောင်လည်းဖြားယောင်းနိုင်မှာမဟုတ်ဘူးဒေါသဖြစ်သွားအောင်လည်းပဲဖျက်ဆီးနိုင်မှာမဟုတ်ဘူးတဲ့ဘဝမှာလောဘဒေါသမဖြစ်အောင်ကြိုးပမ်းအထောက်ရခြင်းဟာအမြင့်မြတ်ဆုံးအလုပ်ပဲအဲ့ဒါပြစ္ဆုတ်ပံမှာဖြစ်နေတာလေးကိုသိပြီးတော့နေမယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာကိုယ်စိတ်ဟာလောဘဖြစ်လည်းပဲသွေးဆောင်ဖြားယောင်းခံရပြီးတော့ထောင်ချောင်းမိသွားတာမျိုးမဖြစ်နိုင်ဘူးဒေါသဖြစ်ပြီးတော့လည်းပဲစိတ်ကပူလောင်ပျက်စီးသွားတာမျိုးလည်းမဖြစ်နိုင်ဘူးတဲ့လောဘဖြစ်တယ်ဆိုတာအဲ့ဒါသွေးဆောင်ခံရတာဖြားယောင်းခံရတာလှည့်စားခံရတာဒေါသဖြစ်တယ်ဆိုတာအဖြက်စီးခံရတာလောဘဖြစ်ပြီဆိုရင်အဲ့ဒါထောင်ချောင်းမိတာနဲ့တူတယ်ဒေါသဖြစ်ပြီဆိုရင်အဲ့ဒါပျက်စီးသွားတာနဲ့တူတယ်အဲ့ဒါကိုယ့်ရဲ့စိတ်ကလေးကိုထောင်ချောင်းမမိအောင်မပျက်စီးအောင်ပြစ္ဆုတ်ပံမှာဖြစ်နေတာလေးကိုအမှန်သိပြီးတော့နေလိုက်ပါတဲ့အဲ့ဒီနေနည်းလေးကမြင့်မြတ်လွန်းလို့အကျိုးရှိလွန်းလို့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီနေနည်းနဲ့ဆွဲဆွဲမြဲမြဲနေနိုင်အောင်သူတို့ဟာကြိုးပမ်းအထောက်ကြတယ်တဲ့ဒါဒုတိယဂါထာလေးနော်ပစ္စုပန်နေစယောဓမ္မတထတထဝိပတ္တိအတ္တံဟိရံအတ္တံကုပ္ပံတံဝိရမနုပြုဟေအခုလောလောဆယ်ဖြစ်နေတာလေးကိုအမှန်သိပြီးတော့နေလိုက်ပါဒါဆိုလို့ရှိရင်ဒီစိတ်ဟာလောဘဖြစ်လည်းပဲသွေးဆောင်ဖြားယောင်းခံရတာမရှိဘူးဒေါသဖြစ်လည်းပဲပျက်စီးသွားတာမရှိဘူးဒီမြင့်မြတ်တဲ့နေနည်းနဲ့ပညာရှိသူတော်ကောင်းတွေဟာနေကြတယ်တဲ့တတိယဂါထာလေးဆက်သွားပါဣဇေဝကိစ္စမတပ္ပံကောဇိညာမရဏံသူဝေနာဟိနောသင်္ကရံတေနမဟာတေနေနမေဇုနာဒီမြင့်မြတ်တဲ့နေနည်းလေးနဲ့တကယ်ကိုစိတ်ထဲကနေခြင်းစိတ်ထက်သန်သွားအောင်နေပြစ်သွားအောင်ဒီဂါထာလေးကအဓိကကြတဲ့အမှန်တရားကိုထောက်ပြပြီးတော့တွန်းအားပေးတာဘယ်အမှန်တရားကိုထောက်ပြပြီးတော့ကောင်းတဲ့အလုပ်ကိုလုပ်ဖြစ်ဖို့တွန်းအားပေးတာတော့မြတ်စွာဘုရားသိခြင်းတရားဆိုတဲ့အမှန်တရားကိုပြပြီးတော့ဒီအမြင့်မြတ်ဆုံးလုပ်ကိုလုပ်ဖြစ်ဖို့တွန်းအားပေးတာသိခြင်းတရားနဲ့ပတ်သက်ပြီးတော့ဒီဂါထာလေးမှာဘယ်လိုပြောပြထားတာတော့ဣဇေဝကိစ္စမတ္တဗံဒီတမှုရှိတဲ့အလုပ်ကိုအခုပဲလုပ်လိုက်ပါဒီကနေ့ပဲလုပ်လိုက်ပါကောဇိညာမရဏံသူဝေမနေ့ဖြန်ကြမှာသေမယ်လို့ဘယ်သူသိနိုင်မလဲဆိုလိုတာဒီကနေ့တောင်အခက်မသိရင်သေခြင်းသေသွားနိုင်တယ်ပေါ့ဒါကဘဝရဲ့အမှန်တရားကြီးတစ်ခုပဲဟိုတို့ကအဝိဇ္ဇာထူလွန်းလို့သေခြင်းတရားကိုအလောက်ရှင်းရှင်းလင်းလင်းမမြင်ကြတာပေါ့နော်
တကယ်တော့တေခြင်းတရားဆိုတာအချိန်မွေးရောက်လာနိုင်တဲ့သဘာဝတရားတစ်ခုပဲလေအဲ့ဒါကိုမြတ်စွာဘုရားထောက်ပြတာဒီအနေပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အဲ့ဒီအကောင်းဆုံးလှုပ်ကိုလှုပ်ဖြစ်အောင်လှုပ်လိုက်မနေ့ပြန်ကြမှာတေမယ်လို့ဘယ်သူပြောနိုင်မလဲအခက်မသိလို့ဒီနေ့တေသွားပြီဆိုရင်အဲ့ဒီကောင်းတဲ့လှုပ်ကိုလှုပ်လိုက်ရမှာမဟုတ်ဘူးပေါ့အဲ့ဒါလို့တေခြင်းတရားဟာချိန်မွေးရောက်လာနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘာကိုထောက်ထားပြပြီးတော့ပြောတော့ဆိုတော့နာဟိနောသင်္ကရံတေနမဟာတေနေနမေစုနာများစွာသောစစ်တီရှိသောတေခြင်းနဲ့တေမင်းနဲ့ငါတို့မှာပဲချိန်ကြမှာတွေ့ကြမယ်ကြုံကြမယ်လို့ချိန်ချက်တာမရှိပါဘူးတဲ့ဒီနေ့မှာတေခြင်းတရားကိုမဟာတေနေနမေစုနာလို့သုံးတယ်များစွာသောစစ်တီရှိသောတေမင်းတဲ့ဟုတ်လားဆိုလိုတာကတေမင်းဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာတေတတ်တဲ့ခန္ဓာကိုယ်ကြီးမို့လို့သူ့ကိုတေမင်းလို့ပြောတာဘယ်သူမှမတတ်လည်းပဲတစ်ချိန်ကျတော့သူတေသွားမှာသူတတ်မှာနော်အဲ့ဒီသူတတ်တတ်တဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်ကြီးဟာတေမင်းပဲသူ့မှာဘယ်လိုစစ်တီတွေကများစွာရှိတာတုံးဆိုတော့သေစရာအကြောင်းတရားတွေအလွန်များလို့သေစရာအကြောင်းတရားတွေများတဲ့အနေအထားကိုများစွာသောစစ်တီရှိသောလို့တင်စားပြီးတော့ပြောတာနော်စံကြီးမြင်လောက်ရှိတဲ့သွေးကြိုးလေးတစ်ချောင်းပြတ်တော်တာနဲ့လည်းပဲသေနိုင်နေခန္ဓာကိုယ်ရဲ့သဘာဝဘာမှအခိုင်အမာကြီးအမဂန်ချက်ကောင်းကောင်းနဲ့တိဆောက်ထားတာမဟုတ်ဟုတ်လားအဲ့လိုများစွာသောစစ်တီရှိသောသေမင်းနဲ့တနည်းအားဖြင့်သေစရာအကြောင်းတွေအလွန်များတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့ကိုယ်နဲ့ကဘယ်ချိန်ကြမှာတို့ပျက်စီးကြမယ်ဒီချိန်လေးထီတော့တို့နေကြအောင်စို့လို့ချိန်ချက်ထားတာမရှိဘူးတဲ့ဒါတတိယကထာကအကောင်းဆုံးအလုပ်ကိုထိထိရောက်ရောက်လှုပ်ချင်စိတ်ပေါက်ဖို့အတွက်တွန်းအားပေးတဲ့ဂါထာနောက်ဆုံးဘုန်းဘုန်းတို့၄ခုမြောက်ဂါထာဒါဗတ္တိဂါထာတုတ်တန်လေးကိုပြောနေတယ်နော်၄ခုမြောက်ဂါထာပါပြောတာတော့ဧဝံဝိဟာရိအာတာပိအဟောရတမတ္တန္တိတံတံဝေဗတ္တိဂါရတောတိတန်တောအာစိခတိမုနိစောစောကပြောခဲ့သလိုအတိတ်ဆိုတာပြီးခဲ့ပြီနာဂတ်ဆိုတာရောက်မလာသေးဘူးဒါကြောင့်အတိတ်ကိုလည်းအစင်မလိုက်ဘူးနာဂတ်ကိုလည်းအစင်မလိုက်ဘူးခုလောလောဆယ်ဖြစ်နေတဲ့အမှန်တရားလေးခန္ဓာမှာဖြစ်နေတဲ့သဘာဝလေးကိုအမှန်သိပြီးတော့နေမယ်ဆိုရင်တော့ကိုယ်စိတ်ကလေးကလောဘဖြင့်လည်းပဲဖြားယောင်းခံရတာမရှိဘူးဒေါသဖြင့်လည်းပဲဖြည့်ဆည်းခံရတာမရှိဘူးစိတ်ကလေးကအလွန်မှအည်သွေးရှိတယ်ပညာရှိတွေကဒီနေနည်းနဲ့နေကြတယ်အဲ့လိုနားလည်ပြီးတော့ကြိုးစားတယ်ကြိုးစားတဲ့နေရာမှာလဲငါဒီအလုပ်ကိုလုပ်ဖြစ်အောင်ဒီကနေ့ပဲကြိုးစားတော့မယ်မနေ့ဖြန်ထိနေရမလို့ဘယ်သူပြောနိုင်မှာတော့ခန္ဓာကိုယ်ကြီးကပျက်စီးစရာအကြောင်းတရားတွေအလွန်များတယ်ဘယ်ချိန်တွေ့ကြမယ်ကြုံကြမယ်လို့သိရင်းနဲ့ငါနဲ့ချိန်ထားတာမရှိဘူးဒီအမြင်မှန်လေးတွေကိုအခြေခံပြီးတော့ဘုန်းဘုန်းတို့ကစောစောကပြောခဲ့တဲ့ပြစ္ဆုတ်ပံမှာဖြစ်နေတဲ့သဘာဝကိုအမှန်သိပြီးတော့နေတဲ့အလုပ်ကိုတကယ်ကိုပဲကြိုးစားအထုတ်မယ်ဆိုရင်ဧဝံဝိဟာရိအာတပိအဟောရတမတ္တန္တိတံနေရောညရောမပြင်းမရိစိတ်ကဒီလုံးမှာရေရှည်မပြောတတ်ဘူးစိတ်ဆိုတာမကောင်းတဲ့နေရာမှာပဲပြောတာဒီလောကအလုံးတရားမှအကျိုးရှိတယ်လို့ဆို냐တော့လည်းပဲဘုန်းဘုန်းတို့စိတ်ကလေးကဒီလုံးမှာသိပြီးတော့မပြောတတ်ဘူးဒါကြောင့်ဒီလုံးကိုလှုပ်ရင်းနဲ့အရသာတွေ့အောင်ကြိုးစားအထုတ်ပြီးတော့ဒီလုံးမှာမပြင်းမရိပျော်မွေ့တဲ့အနေအထားမျိုးနဲ့လှုပ်နိုင်အောင်ဘာလို့ရမလို့ကြိုးစားရမယ်တဲ့အဲ့ဒါလိုမပြင်းမရိနေရောညာရောဝရိယနဲ့ကြိုးစားမယ်ဆိုရင်တံဝေဗတ္တိကာရတောတိတန်တောအာစိခတိမုနိအဲ့လိုကြိုးစားအထုတ်နေတဲ့ပုဂ္ဂိုလ်ကိုကိလေသာအပူဓာတ်တွေနော်ငြိမ်းလို့အေးချမ်းတော်မူပြီးဖြစ်ကြတဲ့ဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေကဒီလူကတော့ကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ကောင်းသောအဖြစ်ရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့လေးခုမြောက်ဂါထာဒီဗတ္တိကာရတသုတ်တံဆိုတာကအဓိပ္ပာယ်သိပြီးတော့ရွတ်ဆိုမယ်ဆိုရင်ငါဘဝမှာအကောင်းဆုံးငါဘယ်လိုလေးနေသွားမလဲဆိုတဲ့လမ်းညွှန်ချက်ကိုဘုန်းဘုန်းတို့ကောင်းကောင်းရနိုင်တယ်ပေါ့နော်ရွတ်ဆိုရင်းနဲ့လည်းပဲတရားအထုတ်ပြီးသားအထိုက်လျောက်ဖြစ်သွားနိုင်တယ်ဒါကထာ၄ဘုတ်နော်အခုဘုန်းဘုန်းပြောတာ15မိနစ်တောင်မရှိသေးဘူးနော်အနှစ်ချုပ်ပြောလိုက်တာဟုတ်လားပထမဂါထာလေးကအတိတန္တနာဂမေယနပတိကင်ခေနာဂတံယရတိတံပိဏန္တအပတ္တင်္စအနာဂတံအတိတ်ဆိုတာပြီးခဲ့ပြီအနာဂတ်ဆိုတာရောက်မလာသေးဘူးဒါကြောင့်အတိတ်ကိုလည်းပဲအစင်မလိုက်ဘူးအနာဂတ်ကိုလည်းပဲအစင်မလိုက်ဘူးရွတ်ဆိုရင်လည်းအဲ့လိုလေးတွေးရမယ်နော်ပိစုပန်နေစာယောဓမ္မတထဝိပတ္တိအတ္တဟိရံအတ္တကုပ္ပံတံဝိရမနုပြုဟေအခုပိစုပန်လောလောဆယ်ဖြစ်နေတဲ့သဘာဝတရားလေးတွေကိုအမှန်သိပြီးတော့
နေမယ်အဲ့ဒါလို့သိပြီးတော့နေမယ်ဆိုရင်ဒီစိတ်ဟာလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးလောဘဖြစ်တာကိုဖျားယောင်းခံရတယ်လို့နားလည်ရမယ်ဒေါသဖြစ်တာကိုပျက်စီးသွားတာလို့နားလည်ရမယ်ဖျားယောင်းမခံရဘဲနဲ့အဖြစ်စည်းမခံရဘဲနဲ့ဘဝမှာနေရတာအလွန်မြင့်မြတ်တဲ့အတွက်ကြောင့်ပညာရှိတွေကအဲ့ဒီနေနည်းနဲ့နေကြတယ်လို့နားလည်မှုနဲ့အဲ့ဒီဂါထာလေးကိုရွတ်ရမယ်ပေါ့နော်